Hello everyone, အားလုံးမင်္ဂလာပါဒီနေ့က Grammar Friends 1 Unit 3ကိုစတင်ပါမယ် So let's get started. Okay, Unit 3ကိုမစခင် Unit 2မှာသင်ခဲ့တာလေးမမိချသေးလား Unit 2မှာဘာတွေသင်ခဲ့လဲတွက်ကြည့်မယ်ဆိုရင် is this ဆိုတဲ့ question လေး yes no ဆိုတဲ့ short answer လေးပြီးရင် possessive adjective လို့ခေါ်တဲ့ပိုင်ဆိုင်မှုပြတဲ့ adjective လေးတွေကိုသင်ခဲ့တယ်ဒီနေ့ unit 3မှာက bodies ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုလေ့လာရမယ်ပြီးရင် regular pronouns လို့ခေါ်တဲ့တာမန်ရိုးရိုးအများနာအများပြီးရင် present symbol of be to ပြီးရင် demonstrative ဆိုတာကအရာဝတ္ထုတွေလူတွေနေရာတွေစတာတွေကိုညွှန်ပြတဲ့အခါမှာသုံးတဲ့စကားလုံးလေးတွေပေါ့ဥပမာနီးနီးကက်ကက်ရှိတဲ့ရောင်ညွှန်ပြရင်ဆိုဒီလို့သုံးတယ်မလားဒီစာအုပ်တို့ဒီယုံမလို့အဲ့လိုမျိုးကို demonstrative လို့ခေါ်တယ် okay ဒါဆိုရင်စာလေ့လာကြရအောင် the words ဆိုလို့ရှိရင်noun မှာဘယ်နှခုရှိလဲဆိုရင်နှစ်ခုရှိတယ် noun မှာနှစ်ခုရှိတယ်ဘာလဲဆိုရင် singular noun noun လို့ခေါ်တဲ့အနည်းနယ်နေနဲ့ပြီးရင် plural noun ဆိုပြီးတော့အများ noun နဲ့နေရှိတယ်အဲ့လို noun မှာနာမည်ခုရှိတယ်ဒီနေ့ပြီးခဲ့တဲ့ပတ်တုန်းက singular noun ကိုသင်ခဲ့တယ်ဒီတစ်ခေါက်မှာ plural noun ကိုသင်မယ် plural ဆိုရင် s ထည့် finger ဒီမှာဒီကောင်မလေးကလက်ချောင်း၃ချောင်းထောင်ထားတယ် yes Allison 3 fingers မှာအများဆိုတော့ s ထည့်လိုက်တယ်3 fingers လက်ချောင်း၃ချောင်း fingers is singular as မပိုင် singular we use this singular form when we are talking about one thing or person တစ်စုံတစ်ခုဒါမှမဟုတ်ရင်တစ်စုံတစ်ယောက်အကြောင်းပြောတဲ့အခါမှာ singular form သုံးတယ် fingers ဆိုရင်ဘယ်လိုလဲအများ we use the plural form when we are talking about more than one things or person တစ်ခုထည့်ပို့တဲ့အရာဝတ္ထုတွေလို့လူတွေဆိုရင် plural လို့ခေါ်တဲ့အများကိုသုံးတယ် plural ကိုဘယ်လိုပေါင်းလဲဆိုရင် singular plus s now ရိုးရိုးနံကို s ပေါင်းလိုက်ရင် plural ဖြစ်သွားတယ် one finger ဆိုရင် eight fingers one eye two eyes one nose four noses အဲ့လိုလေ singular ကို s ပေါင်းလိုက်ရင် plural ဖြစ်သွားတယ် finger ဆိုရင်အဲ့ဒါက singular fingers s တန်လေးပါရင်အဲ့ဒါ plural eyes noses အဲ့ဆိုလို့ရှိရင်ဒါ plural တွေဟုတ်ပြီဒါလေးရမယ်ဆိုလို့ရှိရင် number 1လေးသွားမယ် exercise လေးသွားမယ် singular နဲ့ plural ရေးခိုင်းတာ okay ဒီဘက်မှာ arm ဆိုရင် arms ear ဆိုတော့ ears s ထည့်လိုက်တာ ears faces တဲ့အများပေးထားတာ face face leg legs legs s ထည့်လိုက်တာ noses nose arm arms ears face faces legs noses ဒါလေးရမလားဒါလေးပြီးပြီလားဒါလေးပြီးပြီဆိုရင် let's go to map 2 take the correct one မှန်ကန်တဲ့ဟာကိုအမှန်ကြီးလေးချစ်ပေးရမယ် okay look at the pictures first ပုံလေးတွေလိုက်ကြည့်မယ် look at number 1 pictures okay ဒီပုံထဲမှာ
လက်ချောင်းသုံးချောင်းထောက်ထားတယ်အဲ့တော့3 finger လား3 fingers လား 3 fingers as ပါတာကိုရွေးရမယ် fingers 1 face လား 1 faces လား 1တစ်ခုဆိုတော့ face 1 face နောက်တစ်ခု 2 leg လား 2 legs လား 2 legs as တန်လေးပါတာတဲ့ 4 arm လား 4 arms လား 1 2 3 4 4 arms okay 1 hand လား 1 hands လား 1ဆိုတော့ hand 1 hand 3 ears လား 3 ears လား 3 ear လား 3 ears လား 3 ears အများမလို့ 3 ears okay 3 fingers 1 face 2 legs 4 arms 1 hand 3 ears okay ဒါလေးရမလားဒါလေးရမယ်ဆိုရင် number 3လေးသွားမယ် count and write how many faces မျက်နှာ faces ဆိုတာမျက်နှာကိုပြောတာ ears ဆိုတာက ears ဆိုတာကနားရွက်ကိုပြောတာ finger ဆိုတာလက်ချောင်းကိုပြောတာ nose ဆိုတာကနှာခေါင်းကိုပြောတာ arm ဆိုတာကလက်မောင်းကိုပြောတာ eye ဆိုတာမျက်လုံးကိုပြောတာဒါလေးတွေက body parts of the body လို့ခေါ်တဲ့ခန္ဓာကိုယ်မှာပါတဲ့စိတ်ပိုင်းလေးတွေဒီဥစ္စာလေးတွေကိုလည်းကြက်ထားပါမယ် okay how many faces အရေးအတွက်ကိုမေးချင်လို့ရှိရင် how many နဲ့သုံးတယ်ဘယ်လိုသုံးလဲ how many အရေးအတွက်ကိုမေးချင်ရင် how many လို့သုံးတယ် how many faces 2 faces မှာတစ်ခုနှစ်ခုနှစ်မျက်နှာ 2 faces how many ears နားရွက်ဘယ်နှခုရှိသလဲ1 2 3 3 ears 3 ears 3 ears ears 3 ears ဒီဘက်ကတော့ how many nose နှာခေါင်းဘယ်နှခုရှိလဲ1 2 3 3 noses 3 noses 3 noses how many arms လက်မောင်းလက်ဘယ်နှခုရှိလဲ1 2 3 4 4 arms 4 arms how many fingers လက်ချောင်းဘယ်နှခုရှိလဲဘယ်နှချောင်းရှိလဲ1 2 3 4 5 6 7 8 9 10 10 fingers E-E-N F-I-N-G-R-S fingers 10 fingers how many eyes မျက်လုံးဘယ်နှခုရှိလဲ1 2 2 eyes okay မေးဖြေလေးလုပ်ကြည့်မယ် how many faces ဖြေမယ်ကလေးတော့ဖြေမယ် how many faces how many nose how many ears how many arms how many fingers how many eyes ရမလား okay ရမယ်ဆိုရင် R လေးကိုသွားမယ်ဒါ present simple of be do ပထမဦးဆုံးက is ကိုသင်သွားတယ်ပြီးခဲ့တဲ့တစ်ခေါက်တော့က is ကိုသင်သွားတယ်အခုက R ကိုသင်မှာ blue red R ဆိုတာ blue red is ကအနည်း is ကအနည်း R ကအများအနည်းအများအနည်းကို singular လို့ခေါ်တယ်အများကို plural လို့ခေါ်တယ် P-L-U-R-A plural လို့ခေါ်တယ် singular နဲ့ plural အဲ့လေးမှတ်ထားမယ်နော်အနည်းဆိုရင် singular အများဆိုရင် plural is က singular are plural we use are to identify things and people အပေါ်က is လို့ပဲအရာဝတ္ထုတွေတို့လူတွေတို့အတွက် identify လုပ်ချင်တယ်ဆိုလို့ရှိရင် R ကိုသုံးတယ်သိချင်တယ်ခွဲခြားသိချင်တယ်ဆိုလို့ရှိရင် R ကိုသုံးတယ်R come from the verb be be
ကနေလာတယ် B ဆိုတဲ့ verb လေးကနေဘာစုလေးကနေလာတယ် His are identifies two or more things or people နှစ်ခုသို့မဟုတ်နှစ်ခုတည်းပို့တဲ့အရာဝတ္ထုတွေတို့လူတွေကို identify ဆိုတာခွဲခြားသိခြင်းအားကိုသုံးတယ် identify ဆိုတာကခြားနာချက်တွေကိုခွဲခြားမိစေမှုခွဲခြားသိခြင်းလို့ရှိရင်နှစ်ခုသို့မဟုတ်နှစ်ခုတည်းပို့တဲ့အရာဝတ္ထုတွေဒါမှမဟုတ်ရင်လူတွေကိုခွဲခြားသိခြင်းအားကိုသုံးတယ် These are eyes the eyes are blue the nose is red the noses are red ဘောကလူပဲ identify things တို့အရာဝတ္ထုတွေလူတွေကို identify ဆိုတာခွဲခြားသိခြင်းလို့ရှိရင် are သို့မဟုတ် is ကိုသုံးတယ်အများဆိုရင် are ပေါ့ဒီခုက are ကိုသင်ပါ these eyes are eyes ဒါတွေကမျက်လုံးတွေပါ the eyes are blue မျက်လုံးတွေကအပြာရောင်ပါဟုတ်ပြီပြန်ပြောမယ် we use are to identify things and people အရာဝတ္ထုတွေနဲ့လူတွေကိုခွဲခြားသိခြင်းတဲ့အခါမှာ are ကိုသုံးတယ် are comes from the verb be ဆိုတဲ့အုပ်စုလေးကနေလာတာare ကနှစ်ခုသို့မဟုတ်နှစ်ခုတည်းပို့တဲ့ရာဝတ္ထုတွေဒါမှမဟုတ်လူတွေဆိုလူတွေကိုခွဲခြားသိဖို့အတွက် are ကိုသုံးတယ် okay ရမလားဟုတ်ပြီညမယ်ဆိုရင် these are the faces yellow faces မှာစဝိုင်းလေးနှစ်ခုမျက်နှာလေးနှစ်ခုဝါရောင်ခြေထားမျက်နှာလေးနှစ်ခုဆွဲလိုက်ဒီကောင်မလေး these are the eyes blue eyes ဒါမျက်လုံးအပြာရောင်မျက်လုံးတွေပါဒါတွေကမျက်လုံးတွေပါအပြာရောင်မျက်လုံးတွေပါ these are the ears green ears ဒါတွေကနှရွက်တွေပါအစိမ်းရောင်နှရွက်တွေပါတဲ့ okay ရပြီလားဒါလေးရမယ်ဆိုရင် number 4လေးသွားပါမယ်4 match ဆိုတာရှင်တွဲခိုင်းတာဒါလေးက apples တစ်လုံးနှလုံးသုံးလုံး three apples ဆိုတော့ R နဲ့သုံးတယ် blue တွေ okay ဒီဘက်က1 2 3ဒါလေးကပါလဲ pencil 3 pencil ဆိုတော့ R လား is လား R 3 pencil 1ဒါလည်းပါလဲ teddy 1 teddy ဆိုတော့ is လား R လား is နောက်တစ်ခု1 2 3 4 books ဆိုတော့ correct 1 2 rubber ဆိုတော့ R okay 1 train ဆိုတော့ is ပြန်ပြောအောင်3 apples ဆိုတော့ R 3 pencil ဆိုတော့ R 2 rubber ဆိုတော့ R 1 train ဆိုတော့ is 1 teddy ဆိုတော့ is 4 books ဆိုတော့ R ရမလားရမယ်ဆိုရင် number 5လေးသွားမယ် right sentence use is or are is သို့မဟုတ် are ကိုသုံးပါ right ဆိုတာရေးပါ sentence ဆိုတာဝတ်ကြတယ်စာကြောင်းတွေရေးပါ is နဲ့ are ကိုအသုံးပြုပါတဲ့ legs blue the legs are blue ဟုတ်ပြီ number 2 nose pink the nose are pink လား the nose is pink လားဒီနေရာမှာနောက်ဆုံးစကားလုံးထဲမှာ s မပါတာလား s ပါတာလားဆိုတာကြည့် singular လား plural လားသိဖို့အတွက် s ပါလား s မပါဘူးလားဆိုတာကိုကြည့်မယ်ဒီမှာ s မပါဘူးဆိုတော့ the nose is pink ပါတယ် arms မှာ s ပါတယ်ဆိုတော့ the arms are purple fingers မှာ s ပါတယ်ရှေ့မှာ there လေးမပါဘူးဆိုတော့ there ပါထပ်ထည့်မယ် the fingers are လား is လား are green face မှာ s ပါလားမပါဘူးမပါတော့ the face is yellow the legs are blue the nose is pink the arms are purple the fingers are green the face is yellow ရမလားရမယ်ဆိုလို့ရှိရင် this and these ဆိုရလေးကိုတွားကြရအောင်
this and these this နဲ့ these နဲ့ this ကအနည်း these ကအများတနည်းအားဖြင့်ပြောမယ်ဆိုရင် this က singular these က plural this is my pencil case these are my pencil ဒါကငါရဲ့ခဲတံအိတ်ပါဒါတွေကတော့ငါရဲ့ခဲတံတွေပါ this ဆိုတာဒါလို့ပြောတယ် these ဆိုတာဒါတွေက this ဆိုရင် is နဲ့တွဲတယ် these ဆိုရင် are နဲ့တွဲတယ် this is my kite these are my dolls ဒါကတော့ငါရဲ့ဆိုမှာဒါတွေကတော့ငါရဲ့ရုပ်မာတွေပါ okay အောက်ကစာလေးကိုကြည့်မယ် this and these are demonstrative demonstrative ဆိုတာကအရာဝတ္ထုတွေလူတွေနေရာတွေစတာတွေကိုညွှန်ပြတဲ့အခါမှာသုံးတဲ့စကားလုံးတွေ these နဲ့ these ကညွှန်ပြတဲ့စကားလုံးတွေလို့သုံးတယ် we use them for things that are close to us this နဲ့ these ကကိုနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုပြောချင်တဲ့အခါမှာသူတို့ကိုသုံးတယ် singular one thing or person ဆိုလို့ရှိရင် this is ကိုသုံးတယ် plural two or more things or people နှစ်ခုသုံးနှစ်ခုတည်းပို့တဲ့အရာဝတ္ထုတွေဒါမှမဟုတ်လူတွေဆိုလို့ရှိရင် these are this နောက်မှာ is လိုက်မယ် these နောက်မှာ are လိုက်မယ်ဒီပြန်ပြောမယ် this and these are demonstrative this နဲ့ these ကအရာဝတ္ထုတွေလူတွေနေရာတွေစတာတွေကိုညွှန်ပြတဲ့အခါမှာသုံးတဲ့စကားလုံးတွေဖြစ်တယ်အဲ့ဒီစကားလုံးတွေကိုကိုနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုပြောချင်တဲ့အခါမှာညွှန်ပြချင်တဲ့အခါမှာသုံးတယ် singular ဆိုလို့ရှိရင် this ကိုသုံးတယ် this နောက်မှာ is လိုက်မယ် plural ဆိုရင် these သုံးမယ် these နောက်မှာ are လိုက်မယ် okay ဒါလေးရမလားဒါလေးရမယ်ဆိုရင်6 match လေးကိုတွားမယ် match these are နဲ့ this is 1 2 3 three books ဆိုတော့ these are လား this is လား these are 3 books နောက်တစ်ခုဒီဘက်က ball ဘယ်နှလုံးလဲဘောလုံးဘယ်နှလုံးလဲတစ်လုံးဆိုတော့ this is a ball this is a ball နောက်တစ်ခုဒါလေးကတစ်ခုလားစွမ်းတစ်ခုလားတစ်ခုတည်းပူတာလားတစ်ခုတည်းဆိုတော့ this is a kite ကားဘယ်နှခုလဲကားဘယ်နှကားလဲနှစ်ကားဆိုတော့ these are 2 cars အဲ့လိုပြောပြရတယ်ရုံးမဘယ်နှခုလဲတစ်ခုဆိုတော့ this is pencil ခဲတံကဘယ်နှချောင်းလဲတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းဆိုတော့ these are ဟုတ်ပြီပြန်ပြောမယ်စာအုပ်ကဘယ်နှအုပ်လဲ3အုပ်ဆိုတော့ these are 3 books ဘောလုံးကဘယ်နှလုံးလဲတစ်လုံးဆိုတော့ this is စွမ်းကတစ်ခုလားတစ်ခုဆိုတော့ this is ကားဘယ်နှကားလဲနှစ်ကားဆိုတော့ these are အယုံမဘယ်နှခုလဲတရုပ်ဆိုတော့ this is ခဲတံကဘယ်နှချောင်းလဲ4ချောင်းဆိုတော့ these are အလေးရမလားအလေးရမယ်ဆိုရင် number 7လေးသွားမယ် write these or these this နဲ့ these ရေးပါတဲ့နောက်က is တွေ are တွေကိုတားထားလိုက် line တားထားလိုက် okay this နောက်မှာ is လိုက် these နောက်မှာ are လိုက်တယ်အဲ့လိုကြီးကြည့်ပြီးတော့လည်းသိလို့ရတယ်ဟုတ်ပြီနောက်ဆုံးကနောက်မှာ s ပါလားမပါလားလဲကြည့်ပြီးသိလို့ရအလွယ်လေးကတော့ this နောက်မှာ is လိုက်တယ် these နောက်မှာ are လိုက်တယ်အဲ့ဒါကိုသိရမယ် okay number 2 are ပါတယ်ဆိုတော့ these are my cars are ဆိုတော့ these are my trains နောက်တစ်ခု is တဲ့ is ဆိုတော့ this is my teddy မှာရေးပေးမယ် this class is ဟိုမှာ these class are wait sorry this ဆိုရင် is လိုက်တယ် these ဆိုရင် are လိုက်တယ် is တဲ့ this is my doll are ဆိုတော့ these are my puzzle okay ပြန်ပြောအောင်
this is ဆိုရင် this ဆိုရင်နောက်က is လိုက်တယ် these ဆိုရင်နောက်က are လိုက်တယ်ဟုတ်ပြီဒီမှာ is တွေ are တွေ is တွေ are တွေပေးထားတယ်ဆိုတော့ is ဆိုရင် this is my ball are ဆိုတော့ these are my cars နောက်က noun က s ပါမပါကိုကြည့်ပြီးတော့လည်းသိလို့ရပါတယ် these are my trains this is my tennis this is my doll these are my puzzle ရပါလားဒါလေးကတော့ unit 3ရဲ့နောက်ဆုံး exercise လေးပြန်ပြောအောင် this နဲ့ these နဲ့ these က demonstratives လို့ခေါ်တဲ့အရာဝတ္ထုတွေတို့လူတွေတို့နေရာတွေစတာတွေကိုညွှန်ပြတဲ့အခါမှာသုံးတဲ့စကားလုံးလေးတွေ this ရဲ့နောက်မှာ this က singular ဖြစ်တဲ့အတွက် this ရဲ့နောက်မှာ is လိုက်တယ် these က plural ဖြစ်တဲ့အတွက် these ရဲ့နောက်မှာ are လိုက်တယ် this ကအနည်း these ကအများအဲ့လိုလေးမှတ်ထား are က identify things and people အရာဝတ္ထုတွေရဲ့လူတွေရဲ့အကြောင်းကိုခွဲခြားသိဖို့အတွက် are ကိုသုံးတယ် are က verb be လို့ခေါ်တဲ့ be အုပ်စုလေးကနေလာတယ်နှစ်ခုတော့မဟုတ်နှစ်ခုတည်းပို့တဲ့အရာဝတ္ထုတွေတို့လူတွေကိုညွှန်တဲ့ဒါမှမဟုတ်သိချင်တဲ့အခါမှာ are ကိုသုံးတယ် this is နဲ့သုံးမယ်ဆိုရင် this is a ball the nose is red the noses are red okay plural ဆိုရင် singular plus s ဒါလေးကိုမှတ်ထားလိုက် plural ဆိုရင် singular plus s ဒါက form လေးကိုဒီ form လေးမှတ်ထားလိုက်နောက်တစ်ခုတွေ့မယ်ဒီ noun ကိုဥပမာ ball ဆိုရင်ဒီနောက်ကစကားလုံးကိုနောက်ဆုံးစကားလုံးမှာ plus s ထည့်လိုက်ဒီစကားလုံးကို plus s ထည့်သွားရင် plural ဖြစ်သွားမယ် PALS ပဲ plural ဖြစ်သွားမယ် noun တစ်ခုကိုနောက်ကနေ s ထည့်လိုက်ရင် plural ဖြစ်တယ်လို့မှတ်ထားလိုက်နော်ကဲဒီနေ့ unit 3မှာသင်ခဲ့တဲ့ grammar လေးတွေဖြစ်တယ်ဒီ grammar လေးတွေကိုတစ်ခေါက်ပြန်ကြည့်မယ်အိမ်မှာလည်းပြန်လုပ်မယ်ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီမှာပြီးသွားပါပြီအားလုံးကိုအတူတခါလိုက်လုပ်ပေးရတဲ့အတွက်ကျေးဇူးပါ bye bye see you next time see you in the next video bye bye